ဒီလူအဲစဲဆက်တာပေါ့အဲစဲဆက်တာလူဦးရေဘလောက်ရှိတယ်ဆိုတော့သူတို့ဆက်တဲ့ခါကျညနေကြီးတယောက်မပြီးဘူးအဲ့မှာဈေးသွားရောက်တဲ့လူတွေရှိတယ်သူကအဲ့ကျွာသူကဈေးရောက်ဈေးဝယ်သူကဟိုရောင်းဝယ်သမားညားတယ်အဲ့ညနေခင်းကျတော့၄နာရီခွဲ9နာရီလောက်ကျတော့အဲ့ဒီလိုပေါ့စိုက်ကယ်နဲ့ပြန်လာတာပြန်လာဟိုဘက်ထိပ်ကဝင်ကျွန်တော်ဒီဂွေကုန်းဘက်ဟိုထွက်တဲ့ထိပ်နောက်မှာလမ်းပေါက်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောမလဲတင်ကြကုန်းလမ်းလို့ပြောတယ်အဲ့လမ်းကိုသူတို့အဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကိုလာတဲ့အချိန်ကျတော့သူကကဲခင်ဗျားတို့ဒီကဘယ်ကလာတာလဲဆိုတော့သူကဈေးရောက်ပြီးပြန်လာတယ်ပေါ့နေတို့ကလေပေါ့သူနေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာနေတို့ကသူကစမေးလိုက်တယ်ခင်ဗျားတို့ဒီချိန်မှပြန်လာဘယ်ကပြန်လာကြဆိုတော့သူဈေးရောက်ပြီးပြန်လာတာခင်ဗျားဒီချိန်နဲ့ဒီချိန်ခင်ဗျားဈေးရောက်ပြီးပြန်လာတော့ဖြစ်နိုင်ဘူးခင်ဗျားအကုန်လုံးဒူးထောက်စီကိုထောက်ခိုင်းတာတယ်ခင်ဗျားဒီရွာမှာလောက်ဖြစ်နေဆိုတော့ခင်ဗျားမသိကြတော့ဆိုတော့သူကမေးတဲ့အချိန်မှာဟောသူတို့လည်းသိပါတယ်သိတယ်ဆိုတော့သူတို့ဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ်ဝင်လို့ရပြီလားဆိုတော့ရပြီဆိုတော့သူတို့ဝင်လာခဲ့တာကိုပြောတယ်အဲ့ဒီမှာမင်းတို့မလျှော့ဘူးမင်းတို့က PDF ပဲဆိုတော့နေတို့ကလေပေါ့သူတို့ပြောပါတယ်ပြောတဲ့အချိန်မှာမလျှော့ဘူးဟိုကလည်းဘယ်လိုပဲပြောပေါ့သူကဒီနေတို့ကိုကြတော့သူကအများကြီးသိကြတယ်ဟောဆိုတော့ဒီကောက်ဝိရွာသားဆိုတော့အမို့ကျမတို့လည်းပေါ့ဒီရွာမှာသူမေးပြီးဝင်လာခဲ့တာဝင်လို့ရတယ်ဆိုတော့သူတို့ဝင်လာခဲ့တာမဟုတ်ဘူးမင်းတို့က PDF ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နောက်ကျောဘက်ကလေပေါ့ကျွန်တော်တို့အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါတယ်ခင်ဗျအားလုံးအားနဲ့အဲ့ကိုကလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ပြစ်လိုက်တာသူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတရင်ပို့လိုက်ပါတယ်ဒီကိုယောက်ကသူတို့ဒီမှာဒီချိန်နဲ့ဒီချိန်သူပြန်လာတယ်ပြန်လာတာတစုတစီတဲ့ဘာလို့ဖို့လဲဘာအကြံစီနဲ့လည်းမသိဘူးဆိုတော့သူကခမရ20ကိုတရင်ပို့ပါတယ်ပို့တဲ့အချိန်မှာခမ20တော့ဘာကြောင်းမြန်မှုမှကျွန်တော်မှမရရှိလိုက်ပါဘူးအဲ့တော့သူနဲ့ပဲပြီးနေရဆိုတော့သူကခေါင်းပေါင်းသူကဥဆောင်မှုနဲ့သူလုပ်နေတာဆိုတော့အဲ့မှာကျွန်တော်တို့ကအဲ့ဒီတီဟိုချဘေးနားမှာကြွာသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးရပါတယ်အဲ့ပေါ်တော်လန်းဆိုတာရှိတယ်ကျွန်တော်ရေပြူကဟိုကဂွေကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ညောင်လေးမင်းဘက်တက်မယ်ဆိုရင်ဒီရေပြူကရွာရဲ့ထိပ်မှာပေါ်တော်ဘက်ခွဲထွက်တဲ့လမ်းလေးရှိပါတယ်အဲ့ဘေးနားမှာလည်းဟိုကျွန်တော်ဘဘိုတူးညောင်းလေးရှိတယ်ဒီဘက်ဘေးဒီတရားအဲ့ပေါ်တော်ဘက်ကိုတွားမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းပါလားအဲ့ဒါတီဟိုပင်နေရှိတယ်အဲ့ဘေးမှာအကုန်လုံးမြုပ်ကျင်တူးပြီးတော့ကျွာသားတော်တော်နည်းနည်းတူခိုင်းပြီးတော့အကုန်လုံးမြုပ်ထားပါတယ်ကျွာ